သင်ခန်းစာဆိုရင် one shot တွေ one flat တွေပါလာမယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ scale ကိုလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တီးရတာအဆင်ပြေမှာဖြစ်တယ်เนาะကျွန်တော်တို့ C major scale ရတင်အဲ့တော့ one shot လဲကျွန်တော်တို့သင်ပြီးတော့ one shot ကိုဘယ်လိုရှာလဲDo re mi fa so 9နေရာမှာနံပါတ်9နေရာမှာအဲ့ဒါဆို one shot G major one shot ကပါလဲ G major ပဲအဲ့တော့ဘယ်နေရာမှာ shot တက်ရမလဲဆိုတော့ဒီ G ကနေ C ဘီထုံးတစ်လုံးနောက်ဆုတ်လိုက်အဲ့ဆိုရင် F မှာ shot တက်ရမယ်ဒါကပါလဲ F ရဲ့ shot F shot ရောက်အဲ့ G major scale နော် G major one flag ကိုရှာကြည့်အောင် one flag ကဒီကနေပဲ middle C ကနေရှာမယ်ဆိုရင်ဘယ်လိုလဲ shut က do re mi fa so နံပါတ်9နေရာမှာ flag က do re mi fa one flag ကပါလဲ one flag က F major key ဖြစ်သွားတယ်နော် one flag က F major key လို့ပေါ့ F major key ဘယ်နေရာမှာတက်ရမလဲဆိုတော့နံပါတ်4 do re mi နံပါတ်4နေရာမှာ4ကို C ဘီထုံးတစ်လုံးနောက်ဆုတ်လိုက်နော်အဲ့မှာ do re mi နော် one sharp က G major key one flat က F major key နော်အဲ့ဒါကိုကျင့်ထားမှာ